မင်္ဂလာပါဒေါနာအလင်း channel ရဲ့အနာဂတ်နည်းပညာ Future Tech အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်မှာကျွန်တော်တို့လက်ရှိသုံးစွဲနေကြတဲ့မြင်တွေ့နေကြရတဲ့နည်းပညာတွေရဲ့အနာဂတ်အလားအလာနဲ့အနာဂတ်မှာမြင်လာဖို့ရှိတဲ့နည်းပညာတွေအကြောင်းကိုမိတ်ဆက်ပေးသွားမှာပါကျွန်တော်ကနေစောတစ်ပါဒီတစ်ပတ်မှာလည်းလက်ရှိမှာအသုံးဝင်နေပြီးအနာဂတ်အတွက်မျှော်လင့်ချက်ကြီးကြီးမားမားရှိနေတဲ့နောက်ထပ်နည်းပညာတစ်မျိုးကိုတင်ဆက်ပေးမှာပါအဲ့ဒါကတော့ Neuralink ဖြစ်ပါတယ်ကျွန်တော်တို့ကကွန်ပျူတာကိုလက်နဲ့ mouse နဲ့သုံးပြီးထိန်းချုပ်ကြပါတယ်ဖုန်းဆိုရင်လည်းလက်ချောင်းနဲ့ screen ကိုထိပြီးအသုံးပြုကြပါတယ်ဒါပေမဲ့လူအုံနောက်ကနေကွန်ပျူတာကိုဓာတ်ရိုက်ထိန်းချုပ်နိုင်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ Neuralink ဆိုတာကဒီစိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့နည်းပညာတွေကအထင်ရှားဆုံးတစ်ခုဖြစ်ပါတယ်တကယ်တော့ Neuralink ဆိုတာကျွန်တော်တို့ရဲ့အချမ်းသာဆုံးနည်းပညာတကြွယ်ကြီး Elon Musk ရဲ့ကုမ္ပဏီပါသူတို့ကုမ္ပဏီကဖန်တီးထားတဲ့အာရုံကြောစက်မှုနည်းပညာကို Neuralink နည်းပညာလို့ပဲခေါ်လိုက်ကြတာဖြစ်ပါတယ်အခြေခံသဘောတရားကအုံတောင်းတဲ့ကွန်ပျူတာချိတ်ဆက်ပေးတဲ့ Brain Computer Interface BCI ဖြစ်ပါတယ်လက်တွေ့အောင်မြင်မှုတစ်ခုကိုကြည့်လိုက်ရင်ဘယ်လိုအလုပ်လုပ်လဲဆိုတာသဘောပေါက်သွားမှာပါ2024ခုနှစ်ဇန်နဝါရီမှာ Neuralink ကလိုလန်အာဘိုးရဲ့အုံနောက်ထဲကို N1 chipset လေးထည့်သွင်းခဲ့ပါတယ်အဲ့ဒါကလူသားတစ်ယောက်ရဲ့အုံတောင်းနဲ့ကွန်ပျူတာကိုစမ်းသပ်တာမျိုးမဟုတ်ပဲပထမဆုံးအကြိမ်အမှန်တကယ်ချိတ်ဆက်ခဲ့တာပါဒီခွဲစိတ်မှုကိုအမေရိကန်ပြည်ထောင်စုအရီဇိုးနားပြည်နယ် Phoenix မြို့မှာရှိတဲ့ Barrow အာယုံကြော Institute မှာလုပ်ခဲ့တာပါနိုလန်ဟာရေထဲကိုတော်တော်မြင့်မြင့်ကနေခုန်ချလိုက်ပြီးတဲ့နောက်တခုခုနဲ့ထိခိုက်မိသွားပြီးအာယုံကြောထိခိုက်သွားတာကြောင့်ပကုံးအောက်ပိုင်းလှူရှားနိုင်စွမ်းပျောက်ဆုံးခဲ့သူဖြစ်ပါတယ်Neuralink နည်းပညာသုံး chip လေးထည့်လိုက်ပြီးတဲ့နောက်မိနစ်ပိုင်းအတွင်းမှာပဲလက်ကိုမသုံးပဲကွန်ပျူတာကာဆာကိုစိတ်နဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်2024ခုနှစ်ဧပြီမှာနိုလန်ဟာ online chess ကစားနိုင်နေပါပြီတခြားဗီဒီယိုဂိမ်းတွေကိုလည်းအုံလုံးနဲ့ထိန်းချုပ်ကစားနိုင်နေပြီလို့ Neuralink ကထုတ်ပြန်ခဲ့ပါတယ်ဒီနေရာမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကနိုလန်အတွက်ကွန်ပျူတာအသုံးပြုတာဟာအပျော်သက်သက်မဟုတ်ပါဘူး2025ခုနှစ်အဆင့်မြင့်တင်မှုအရသူဟာအင်တာနက်သုံးတာလေ့လာတာနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေကိုကိုယ်တိုင်လုပ်နိုင်လာပြီးတော့သူ့ရဲ့နေ့စဉ်ဘဝကပုံမလွတ်လပ်လာပါတယ်ဒါက BCI နည်းပညာဒါမှမဟုတ် Neuralink နည်းပညာရဲ့အရေးကြီးဆုံးအချက်ကိုပြနေတာပါအခုချိန်မှာဒီနည်းပညာကိုသုံးထားတာနိုလန်တယောက်တည်းမဟုတ်တော့ပါဘူးစုစုပေါင်း21ယောက်ရှိပြီလို့ဒီနေ့ဇန်နဝါရီမှာကြေညာထားပါတယ်လူနာတွေလက်တွန်းလဲကိုစိတ်နဲ့ကိုယ့်ဘာသာကိုတွန်းပြီးသွားလာနိုင်တာကဒီနည်းပညာရဲ့ထင်သာမြင်သာအရှိဆုံးအောင်မြင်မှုလို့လည်းဆိုနိုင်ပါတယ်ဒီနည်းပညာကိုပထမဆုံးသုံးတဲ့အမျိုးသမီးကတော့ Audrey Cruz ပါ2026ခုနှစ်ဇန်နဝါရီမှာ Neuralink နဲ့လက်တွဲခဲ့တာဖြစ်ပါတယ်သူကနှစ်ပေါင်း20လောက်ကွန်ပျူတာကိုမသုံးနိုင်ခဲ့ပဲအခုတယောက်ကသူ့အစားသုံးပေးခဲ့ရတာပါNeuralinkကိုသုံးလိုက်ချိန်မှာသူကကွန်ပျူတာကိုသုံးယုံတက်တက်မဟုတ်ပဲကွန်ပျူတာနဲ့စိတ်ဓာတ်ပကြီးတွေပါရေးဆွဲလာနိုင်ခဲ့တာကိုတွေ့ရပါတယ်အခုလောက်ဆိုရင်အုံလုံးနဲ့ကွန်ပျူတာချိတ်ဆက်တဲ့ BCI နည်းပညာဒါမှမဟုတ်Neuralink နည်းပညာအကြောင်းအတော်အတန်ရိပ်စားမိတော့ပါပြီနောက်တစ်ပတ်မှာထုံးစံအတိုင်းဒီနည်းပညာရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေနဲ့အနာဂတ်မျှော်လင့်ချက်တွေကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ